နဲ့ကိုက်ညီမဲ့အလုပ်တစ်ခုဖြစ်ရမယ်ကိုဟာစိတ်နဲ့ပင်ပန်းလို့ထိုင်းနိုင်ငံတက်လာတာတထင်းမဟုတ်ကျွန်တော်တထင်းမဟုတ်တထင်းဆိုရင်ကျွန်တော်ကုမ္ပဏီတွေဖွင့်ပြီးတော့ကျွန်တော်တထင်းလုပ်ကိုကျွန်တော်လုပ်နေမှာပေါ့ဒါကြောင့်ကျွန်တော်လက်ထင်းမှာငွေ1000ဖြစ်အောင်တော့ကျွန်တော်မရှိတဲ့အခါမှာကိုနဲ့ကိုက်ညီမဲ့အလုပ်ကိုကျွန်တော်ရှာတဲ့အခါမှာအမ်ဘလန်စနစ်ကျွန်တော်ဘယ်လိုရှာခဲ့လဲဆိုတော့ကွာဒီစိတ်ကျွန်တော်ပြောချင်တယ်ဘာလဲဆို Facebook မှာကျွန်တော်ရိုက်ရှာဟုတ်ကဲ့အောင်မြင်မှုဆိုပြီးတော့ပဲကျွန်တော်ရိုက်ရှာဟုတ်ကဲ့အောင်မြင်မှုဆိုတော့ကျွန်တော်ရိုက်ရှာလိုက်တဲ့အခါမှာအောင်မြင်မှုတွေကတော့တန်းစီလာတာပဲအများဆုံးကဘေးကနေတက်လာတယ်ဆိုဒီ ambulance စနစ်ကနေအောင်မြင်မှုဆိုတဲ့လူတွေကအများကြီးတင်ထားတယ်ဟုတ်ကဲ့ခင်ဗျာโอเคတင်ထားတဲ့အခါမှာကျွန်တော်ambulance စနစ်တွေကိုကြတော့တိတ်သဘောမကျဘူးအမှန်တမ်းပြောရကျွန်တော်သဘောမကျဘူးဒီ ambulance စနစ်ကဘာဖြစ်လဲလေပဲစီးပွားရေးသဘောမကျဘူးသဘောမကျဘူးကျွန်တော်ambulance စနစ်ကိုသဘောမကျလို့လေမြန်မာနိုင်ငံမှာကျွန်တော်အများဆုံးတိုက်ခိုက်တဲ့အချိန်မှာလေကျွန်တော်ပါတယ်ဒါဆိုရင်ကိုလည်းတိုက်ခိုက်ခဲ့ကိုတိုင်းလည်းတိုက်ခိုက်ခဲ့တယ်ကျွန်တော်တို့အဲ့ဒီအချိန်မှာဆိုရင်ကုမ္ပဏီကြီးတွေမြန်မာနိုင်ငံမှာတည်တဲ့အတိုင်းပဲကျွန်တော်နာမည်ထုတ်မပြောဘူးပေါ့ဟုတ်ကဲ့ခင်ဗျာအဲ့ဒီကျွန်တော်အခုလေးလာလိုက်တဲ့အခါမှာလေဒီနေရာကိုပဲကျွန်တော်တွေ့ဒီနေရာတွေ့တဲ့အခါမှာကျွန်တော်လေးလာကြည့်ရပစ္စည်းဝယ်ရတယ်လာစီပစ္စည်းဝယ်ရတယ်ရောင်းရတယ်ငါကယောက်ျားလေးရောင်းလို့လည်းအဆင်မပြေဘူးဟုတ်ကဲ့လာစီပစ္စည်းဝယ်ဖို့ကလည်းငါမှအိမ်ကိုပတ်စံပို့နေရတာကိုကတော့အဆင်မပြေသေးပါဘူးကိုကတော့မတိုင်ပတ်နေတာပစ္စည်းဝယ်ဖို့ဆိုရင်နည်းနည်းခက်တာပေါ့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်လေးလာရင်းနဲ့တွေ့တယ် post ကိုကျွန်တော်တွေ့တယ်ပတ်စံလေးကင်ပြီးတော့စကက်လေးဝက်ထားတယ်ဆရာမပေါ့နော်ပတ်စံလေးကင်ပြီးတော့ဒီလိုလေးရိုက်ထားတယ်တခါပစ္စည်းဝယ်ရုံနဲ့စီးပွားရေးအမြဲလုပ်သွားလို့ရတယ်ပေါ့တခါဝယ်ရုံနဲ့စီးပွားရေးအမြဲလုပ်ဟုတ်ကဲ့အဲ့ဒီပို့တင်ထားတာတောင်